မတန်ဆွမ်းဖြစ်နေတာစစ်ဗိုလ်ချုပ်ဟာသူ့ရဲ့ဒေါသတွေကိုအဖော်ချိုထုတ်ဖို့အစီအကံမလေးတွေကိုတက်ဖြစ်လေရှိပါတယ်။သူစိတ်မချမ်းသာတဲ့ခါတိုင်းအခုလိုလှုပ်တက်ပြီးချွန်ရှိဟာသူ့ရဲ့အယောက်60မြောက်အစီအကံမလေးဖြစ်ပါတယ်။ချွန်ရှိဟာစစ်ဗိုလ်ချုပ်ကိုအလွန်အမင်းဂယုဆိုင်နဲ့ပြုစုလုပ်ကြွေပါတယ်။ဒါပေမဲ့သူလမ်းမလျှောက်နိုင်တဲ့ခြေထောက်တွေကိုတစ်ချက်ကြည့်မိလိုက်ရုံနဲ့တင်စစ်ဗိုလ်ချုပ်ရဲ့ထိခိုက်ွယ်တဲ့မာနနဲ့မိမိကိုယ်တန်ဖိုးထားမှုကိုစော်ကားသလိုဖြစ်သွားပါတယ်။မင်းကငါ့ကိုတရိတ်ဆန်လို့ထင်နေတာလားဟုဆိုကသူမရဲ့ပခုံးကိုတွေးထွာတန်ရုပ်ဖုန်အောင်ရက်ဆက်ကိုရိုက်ပေးလိုက်ပါတယ်။ဒါပေမဲ့ချွန်ရှိကတော့နာကျင်မှုကိုအန်ကျက်ခံပြီးတီးခံခဲ့ပါတယ်။ဤထူးခြားတဲ့ခံနိုင်ရရှိမှုကြောင့်စစ်ဗိုလ်ချုပ်ဟာသူမရဲ့ထူးခြားမှုကိုပထမဆုံးချိန်တတိထားမိသွားပါတယ်။ငါခွင့်ပြုမရှိဘဲဘယ်တော့မှထွက်မသွားရဘူး။ကြားလား။၃နှစ်တာအချိန်ကာလကုန်လွားသွားခဲ့ပါတယ်။ချွန်ရှိဟာစစ်ဗိုလ်ချုပ်ရဲ့အနားမှာအငြင်းရှိနေပေးခဲ့ပြီးနေ့စဉ်ထိတွေ့ဆက်ဆံရေးတွေကနေတဆင့်သူတို့နှစ်ဦးချားမှာစကလုံးနဲ့ဖော်ပြလို့မရတဲ့တန်ရောစင်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ချွန်ရှိရဲ့စိတ်ရင်းမှန်တဲ့ပြုစုဆောင်ရှောက်မှုကြောင့်စစ်ဗိုလ်ချုပ်ဟာအန်အောစရာကောင်းလောက်အောင်ပြန်လည်ကျမ်းမာလာပြီးကရင်ပေါ်ကဆဲသွားကတိုင်းပညာတွေကိုပြန်လည်လေ့ကျင့်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ချွန်ရှိကတော့သူတို့နှစ်ဦးချားကလူမှုအဆင့်သားကွာခြားချက်ကြီးမားသွားတာကိုကောင်းကောင်းသိနေလို့စစ်ဗိုလ်ချုပ်မှာအဆင့်တန်းတူတူနဲ့ဆေးဆက်ထားတာကိုလည်းသိပါတယ်။စစ်ဗိုလ်ချုပ်ယောဂပြောက်သွားတဲ့တပြိုင်နက်သူမဟာစစ်ဗိုလ်ချုပ်ရဲ့အိမ်တော်ကနေထွက်ခွာသွားဖို့ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပါတယ်။ခွဲခွာရမယ့်အချိန်မှာချွန်ရှိကသူ့ကိုတွန်းဆုပ်နေတဲ့အကြည့်တွေနဲ့ကြည့်နေစင်မှာပဲမကောင်းတဲ့အကြံစီရှိတဲ့အမျိုးသားတဦးကချွန်ရှိကိုတွေ့သွားပြီးစစ်ဗိုလ်ချုပ်ရှေ့မှာသူတို့နှစ်ဦးကြားရန်တိုက်ပေးပါတော့တယ်။သူကတကယ်တော့ဟင်းချက်တော်တဲ့သူပဲမင်းကြိုက်တယ်ဆိုရင်သူ့ကိုချက်ခိုင်းလို့ရတယ်။စစ်ဗိုလ်ချုပ်ကချွန်ရှိဟာသူ့ကိုစွန့်ပစ်သွားပြီလို့ယုံကြည်ထားပြီးသားဖြစ်ရာထိုလူရဲ့ရန်တိုက်စကားကိုကြားတဲ့အခါဒေါသတွေပိုမိုထွက်လာပါတယ်။စာရောတန်းရောကျွမ်းကျင်တဲ့စစ်ဗိုလ်ချုပ်ပြောနေဘလို့လို့တန်ပါမလဲ။ဒီစကားတွေကိုအနီးနားမှာရှိနေတဲ့ချွန်ရှိကကြားသွားပါတယ်။၃နှစ်တာစိတ်ရင်းနဲ့ပြုစုတဲ့သမျှဟာလောင်ပြောင်မှုနဲ့အထင်မြင်သေးမှုပဲရခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အတွက်သူမနှလုံးသားကွဲရသွားရပါတယ်။ချက်ချင်းဆိုပြီးတော့ချွန်ရှိဟာစစ်ဗိုလ်ချုပ်ရဲ့အိမ်တော်ကတခင်မကြီးစီကိုသွားပြီးသူမရဲ့ကျွန်းစားချုပ်ကိုပြန်တောင်းပါတယ်။ချွန်ရှိကအစင်တန်းကုတ်ပုံနဲ့မှတ်မယ်လွတ်လပ်ခွင့်ကိုပဲတောင်းဆိုတယ်ဆိုတော့တခင်မကြီးကအံ့ဩသွားပါတယ်။ချွန်ရှိဟာဒူးထောက်ဦးချပြီးထွက်ခွာခွင့်ရဖို့အတန်းတာခံခဲ့တဲ့အတွက်နောက်ဆုံးမှာတော့လွတ်လပ်ခွင့်ရသွားပါတယ်။ဒါပေမဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူရဲ့ပြင်းထန်တဲ့စူးပူကရင်မှမှုကိုခံရပြန်ပါတယ်။စစ်ဗိုလ်ချုပ်အိမ်တော်မှာ8နှစ်ကြာအောင်နေပြီးမှအဖိုးမတန်တဲ့ပိုသားစတွေယူလာရမလားဆိုပြီးမိခင်ဖြစ်သူကအဖြစ်တင်ပါတယ်။ဒါပေမဲ့ချွန်ရှိကတော့တခင်မကြီးကဒီလောက်ပေးတာကိုပဲကျေးဇူးတင်လာပါတယ်ဆိုပြီးစိတ်ထဲမှာကျေနပ်နေပါတယ်။မိခင်ဖြစ်သူကချွန်ရှိကိုစစ်ဗိုလ်ချုပ်ရဲ့မရကနေဖြစ်တော့တွားရောက်နေထိုင်ဖို့အတင်းကြားတွန်းအားပေးပါတယ်။ချွန်ရှိကတော့သူမရဲ့နှိမ့်ကြတဲ့အဆင့်အသားကြောင့်မရကနေဖြစ်သွားရင်တောင်အခြားသူတွေရဲ့စိတ်ကြိုက်ခိုင်းဆဲမှုကိုခံရမယ်အစီအကံအဆင့်ပဲရှိနေမှာကိုကောင်းကောင်းနားလည်ထားပါတယ်။တစ်ဖက်မှာလည်းချွန်ရှိထွက်သွားတဲ့နောက်စစ်ဗိုလ်ချုပ်ဟာကနာမညံဖြစ်နေပါတယ်။တောက်နေကြဆေးတွေကလည်းခါလို့တောက်မရဖြစ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ချွန်ရှိတရံထဲကဆေးတောက်ရတာချိုးစေဖို့တစ်တီယူလေးတွေထည့်ပေးလို့ပါ။မန်ကြီးတဲ့စစ်ဗိုလ်ချုပ်ကတော့ချွန်ရှိဟာကလေးဆန်ပြီးစိတ်ကောက်နေတာဖြစ်ပြီးနောက်ဆုံးမှာတော့သူစီပြန်လာဖို့တောင်းပန်လေဦးမယ်လို့ယုံကြည်နေပါတယ်။ထို့အတွင်းလွတ်လပ်ခွင့်ရသွားတဲ့ချွန်ရှိဟာတခင်မကြီးကပေးလိုက်တဲ့ပိုသားတွေကိုဈေးမှာသွားရောင်းတဲ့အခါစစ်ဗိုလ်ချုပ်နဲ့ရန်တိုက်ပေးခဲ့တဲ့လူဟာစစ်ဗိုလ်ချုပ်ရဲ့စေဆက်ထားသူနဲ့အတူအပြင်ထွက်လာတာကိုတွေ့လိုက်ရပါတယ်။ချွန်ရှိကရှောင်ထွက်ဖို့ကြိုးစားပေမဲ့ထိုလူကချွန်ရှိကိုလမ်းခေါ်လိုက်ပါတယ်။သူဟာစစ်ဗိုလ်ချုပ်ရဲ့စေဆက်ထားသူကိုတစ်ဖက်တာချစ်သူဖြစ်ပြီးစစ်ဗိုလ်ချုပ်နဲ့ချွန်ရှိတို့ရဲ့ဆက်ဆံရေးကိုအများရှိမှပဲလောင်ပြောင်ပါတော့လေ။ချွန်ရှိကဒီပြဿနာတွေကနေထွက်ပြေးခြင်းပေမဲ့ထိုလူကဆက်လန်းကိုပိုရှုပ်အောင်လုပ်ပြီးချွန်ရှိကိုသူတို့နဲ့အတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ချွန်ရှိကညင်းပေမဲ့သူမကိုမြင်းပေါ်ကိုအတင်းဆွဲတင်သွားပါတယ်။ထိုလူဟာစစ်ဗိုလ်ချုပ်ကချွန်ရှိကိုဂယုဆိုင်မှန်ကောင်းကောင်းသိတဲ့အတွက်ချွန်ရှိကိုသူ့ရဲ့အစေခံမလီဖြစ်တော့ဝယ်ယူမယ်လို့လူသိရှင်ကြားကြေညာလိုက်ပါတယ်။အခြေအနေတစ်ခုကနေလွတ်ယုံကြည်အခြားသခင်တူစီမှာအစေခံအဆင့်ပြန်ရောင်းစားသွားတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အတွက်ချွန်ရှိဟာထိတ်လန့်သွားပါတယ်။သူမကထိုလူကိုလွတ်ပေးဖို့တောင်းပန်ပေမဲ့သူကချွန်ရှိနဲ့စစ်ဗိုလ်ချုပ်ကြားမှာမတင်တော့တဲ့ဆက်ဆံရေးရှိတဲ့အောင်စောင်းမြောင်းပြောဆိုပါတယ်။အခုခြေထောက်တွေကောင်းသွားပြီဆိုတော့လူစိတ်ကပြောင်းလဲသွားတာပေါ့။စစ်ဗိုလ်ချုပ်ဟာဒီခံနိုင်မှုမရှိတော့တဲ့အဆုံးမှာစကားတစ်လုံးမှမပြောဘဲထိုလူစီကိုဓာတ်နဲ့ချိန်လိုက်ပါတယ်။လော့လင်ကြီးမင်းဘာလို့မလို့လဲတေးချင်းနေလားစစ်ဗိုလ်ချုပ်ရဲ့အစေဆက်ထားသူကသူ့ကိုတားလိုက်ပါတယ်။ထိုလူရဲ့ညံတိုက်အစီအစဉ်ကတော့အောင်မြင်သွားပါတယ်။ချွန်ရှိဟာသူ့ကိုတစ္ဆာဖြောင်းပြီးအစင်အတန်းမြလာဖို့အတွက်အိမ်တော်ကထွက်သွားတဲ့ဖြစ်အောင်ယုံကြည်သွားပါတယ်။ချွန်ရှိကတော့ထိုလူနဲ့ဘာပတ်သက်မှုမှမရှိဘူးဆိုတာကိုအသက်နဲ့ရင်းပြီးငင်းဆိုပါတယ်။စစ်ဗိုလ်ချုပ်ကချွန်ရှိအပေါ်ပိုမိုကေယူဆိုင်နေတာကိုမြင်တဲ့အခါစေဆက်ထားသူအမျိုးသမီးကတတိထားမိပါတယ်။စစ်ဗိုလ်ချုပ်စကားများစွာပြောထွက်မသွားစေဖို့စိုးရိမ်တဲ့အတွက်သူမကချွန်ရှိကိုကာကွယ်ပေးခြင်းအောင်နဲ့အခြေအနေကိုဖျက်တောက်ပြလိုက်ပါတယ်။ဒါပေမဲ့စားပွဲပြီးတဲ့နောက်မှာတော့စစ်ဗိုလ်ချုပ်ဟာချွန်ရှိကိုအတင်းလိုက်ရှာပြီးသူခွင့်ပြုမှုမရှိဘဲထွက်ခွာသွားတဲ့အတွက်စူပူဂိမ်းမောင်းပါတယ်။ဒါဟာသူကိုစေဆက်ပေါ်ဖျောက်ပြီးသူမကိုလက်ထပ်ဖို့အတင်းကြားလုပ်နေတာလို့ဆွဆွဲပါတယ်။တခင်လေးနဲ့ရှောင်းတခင်မကြီးကနတ်ဖတ်တဲ့ဆုံတွဲပါပဲ။ရှင်နဲ့ဦးသားသမီးတွေအများကြီးနဲ့ပျော်ရွှင်ပါစီလို့ချွန်ရှိကစိတ်ရင်းမှန်နဲ့ဆူတောင်းပေးပါတယ်။စစ်ဗိုလ်ချုပ်ကချွန်ရှိကိုစိတ်မှရှိတာနဲ့နှုတ်ကထွက်တာတခြားမလုပ်ဖို့ပြောပါတယ်။ဒါပေမဲ့ချွန်ရှိကတော့သူမရဲ့မိခင်ကသူမအတွက်အိမ်တော်ရှင်ရှာထားပြီးသားဖြစ်တယ်လို့ပြောပါတယ်။စစ်ဗိုလ်ချုပ်ကတော့မန်ကြီးမစွာနဲ့ချွန်ရှိဟာသူ့ကိုတကယ်ထားသွားမှာမဟုတ်ဘူးလို့ထင်နေပါသေးတယ်။ထိုနေ့ကစစ်ဗိုလ်ချုပ်ပြောခဲ့တဲ့ရက်ဆက်တဲ့စကားတွေကြောင့်ချွန်ရှိရဲ့အချစ်တွေပျက်စီးသွားပြီဆိုတာကိုသူမသိခဲ့ပါဘူး။အခုတော့ချွန်ရှိဟာသူမရဲ့အနာဂတ်အတွက်ပဲစူးစမ်းကြပါတော့တယ်။ဒါပေမဲ့သူမမထင်မဲ့ထားတာကတော့စစ်ဗိုလ်ချုပ်ဟာသူ့ရဲ့မာနတွေကိုလျှော့ချပြီးတခင်မကြီးမှာစေဆက်ပွဲကိုအပြတ်အတိုက်ဖျောက်တင်ပေးဖို့တွားရောက်တောင်းပန်ခဲ့တာဖြစ်ပါတယ်။သူဟာချွန်ရှိကိုပဲဇမီးဖြစ်တင်တောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ငါလိုချင်တဲ့အရာဟာအမြဲတမ်းအငှအပိုင်ဖြစ်ရမယ်။မင်းအပါအဝင်ပေါ့။သူအခိုက်မင်းအဖေကနေသူ့ရဲ့စေဆက်ထားသူကတကားကိုလာခောက်ပါတော့တယ်